ကလေးတို့ရေဆရာမက2025-2026ပညာသင်နှစ်ရဲ့ grade 5သင်္ချာနမူနာမေခွန်းကိုနမူနာမေခွန်းကနော်နံပါတ်1အောက်ပါတော့မှအဖြေမှန်ရွေးပါဆိုတဲ့ဟာကိုတွက်ပြပေးမယ်နော်အဲ့ဒီမှာသူကတပုတ်ကို2မှတ်နဲ့10ပုတ်20မှတ်ရမှာနော်အပိုင်ရအောင်တွက်ကြမယ်နံပါတ်1ကိုကြည့်လိုက်ပါအောင်3.1ကီလိုမီတာတွင်နဲ့ကွက်လက်မီတာရှိသည်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဆရာမတို့က3.1ကီလိုမီတာပေးထားတယ်သူကမီတာကိုလိုချင်တယ်မီတာနဲ့ကီလိုမီတာရဲ့ဆက်သွယ်ချက်ကိုဆရာမတို့စဉ်းစားမယ်နော်1000မီတာမှာ1ကီလိုမီတာရှိတယ်ဟုတ်ပြီအဲ့ဆိုရင်သူက3.1ကီလိုမီတာပေးပြီးတော့မီတာလိုချင်တယ်ဟုတ်ပြီနော်အဲ့3.1နဲ့1000နဲ့ကိုမြောက်ကြည့်လိုက်မယ်နော်နောက်လည်းမယ်ဆရာမကဒီမှာအလွယ်နည်းလေးနဲ့ရေးလိုက်မယ်နော်3လုံးရေးပြီးတော့တစ်တက်လီ1နော်ဒသမတနေရာမလို့တနေရာဖြတ်လိုက်တယ်ဟုတ်ပြီနော်အဲဆို100မီတာပါလဲရှိတယ်100ခန်းโอเคသူဖြေရတာဖြစ်မလဲခန်းငယ်100မီတာဟုတ်ပြီနော်ဆိုရင်ခါခွေးကိုကြည့်လိုက်ခွတ်တက်ခုတွေနဲ့အများဆုံးဝင်ဆက်နိုင်သည့်အရေးဒုတွေကိုထိုးခွဲကြီးကွက်လောက်ခေါ်သည်တဲ့ထိုးခွဲရဘာလို့ခေါ်လဲကဲနံပါတ်2ကိုဒီမှာနမူနာတော့ပြမယ်နော်ခွတ်တက်ခုမှာအများဆုံးဝင်ဆက်နိုင်တဲ့အရေးရဒုတွေကိုထိုးခွဲရဒုတွေတင်တော့ပြောခဲ့တယ်အချင်းအဝင်ဆိုနံပါတ်ဘယ်လောက်လဲအချင်းဝင်နံပါတ်ဂါကြီးဟုတ်လားဆိုတော့နံပါတ်2နေရဘေးမှာဂါကြီးဟုတ်ပြီနံပါတ်3ကိုကြည့်ရနံပါတ်3ပေးထားသောပုံတွင်နဲ့တရိကံ AOD နဲ့တစ်ထပ်တည်းကြတဲ့ပုံတရိကံတစ်ထပ်တည်းကြတော့တရိကံမှာကွက်လက်ဖြစ်သည်တရိကံ AOD เนาะတစ်ထပ်တည်းကြမှာဆိုသူအပေါ်သူ့ရဲ့အောက်ကိုကြည့်လိုက် BOC လည်းရတယ် COB လည်းရတယ်ဟုတ်ပြီเนาะဒီမှာပါလာကြည့်ရ COB ဟုတ်ပြီနံပါတ်ဘယ်လောက်တော့ခါခွေးဟုတ်ပြီเนาะနံပါတ်3ရဲ့အဖြေကခါခွေးဟုတ်ပြီနံပါတ်4ကိုကြည့်ရပုံနှစ်ပုံသည်တဲ့အရွယ်အစားနဲ့ပုံတရံတူပါကကွက်လက်ဖြစ်သည်အရွယ်အစားကပုံတရံရောတူတယ်ဆိုရင်အဲ့ဒီပုံနှစ်ပုံဒီပါဖြစ်မလို့တစ်ထပ်တည်းကြနံပါတ်ကကြီးဟုတ်ပြီနံပါတ်4ကကကြီးနော်5ကိုလောက်5 3.2အမြောက်3.35တို့ဤမြောက်လက်မှာကွက်လက်ဖြစ်သည်တဲ့3.2နဲ့3.35တို့ကိုဆရာမတို့ကမြောက်ပါမြောက်မှာနော်မြောက်ကြည့်မှရအောင်ဟုတ်ပြီသူကပေးထားတာ3.2အမြောက်3.35မြောက်ကြည့်ဆရာမဒီဘက်ကဟောက်ရေးမယ်နော်3.35 3.2မြောက်ကြည့်မယ်2 5ဒီ10 1 2 3 4 3 1 2 3 4 3 5 3 3 3 3 3 3 3 3 3ပေါင်းလိုက်တော့3 1 3 3 3 ဒသမ1 2 3 3 1 2 3 3 2ဖြတ်လိုက်တယ်နော်3 ဒသမ3 1 3ဒီ3ဒီတန်ဖိုးမရှိလို့ဆရာမမရေးတော့ဘူးနော်သူ့အဖေက3 ဒသမ3 1ကဲပါလာကြည့်အောင်3 ဒသမ3 1နံပါတ်5ခါခွေးဟုတ်တယ်နော်ခါခွေးဆိုနံပါတ်5ရဲ့အဖြေကခါခွေးဟုတ်ပြီနော်ခါငယ်ကိုကြည့်ရအောင်ဟုတ်ပါဘူးနံပါတ်6ကိုကြည့်ရအောင်မြောက်လက်သည်တဲ့တီကိန်းအောင်ငယ်တော့အမြောက်ပု္ပ္ပာမှာတဲ့မြောက်လက်သည်တီကိန်းအောင်ငယ်တဲ့တီကိန်းအောင်ငယ်တဲ့အမြောက်ပု္ပ္ပာနော်အဲ့မှာဆရာမနမူနာနံပါတ်ကကြီးပြောမယ်နော်ဒါကတီကိန်းဒါမြောက်ကိန်းတီကိန်းနဲ့မြောက်ကိန်းနဲ့မြောက်မှာဘာရမှာတော့မြောက်လက်အဲ့ဒီမြောက်လက်သည်ဒီတီကိန်းရဲ့အောက်ကိုငဲမှာဒီတီကိန်းအောက်ကိုငယ်ဖို့ဆိုရင်ဒီမြောက်ကိန်းသည်တစ်ထက်မကြီးရတစ်အောက်ဖြစ်ရတစ်ထက်ကြီးရင်သူကတီကိန်းထက်ကြီးသွားတော့မှာတစ်အောက်ဖြစ်ရမှာအဲ့ဆိုတော့ဆရာမတို့ကနံပါတ်ကကြီးတစ်တက်သမ1သည်တစ်ထက်ကြီးဆိုသူမဖြစ်နိုင်ခါခွေး3.8ဆိုတဲ့အတွက်ကြောင့်မလို့မြောက်ကိန်းသည်တစ်အောက်ငယ်နေအတူဖြစ်နိုင်သူမှန်မယ်နော်နောက်တစ်ခါခွန်3.3ကိုခွန်သည်တစ်ထက်အများကြီးကြီးတယ်မဖြစ်တော့ဘူးနော်2.3နှစ်ကလည်းတစ်ထက်ကြီးတယ်အဲ့တော့သူတို့တွေကမဖြစ်နိုင်တော့ပါခါခွေးနံပါတ်ခါခွေးဟုတ်ပြီနော်နံပါတ်6ရဲ့အဖြစ်ဒီနံပါတ်ခါခွေးဆိုဆရာမတို့ကနံပါတ်6ခါခွေးโอเคခွန်ကြည့်အောင်နော်အောက်ပါကိန်းများအနေနဲ့3ဤစတိုးကိန်း3ဤစတိုးကိန်းမှာကွက်လက်ဖြစ်3ကိုစတိုးမှာနော်3ကစတိုးကိန်းဆို3နဲ့စလို့ပြတ်တဲ့ဟာပြောကဲကကြီး50ပြတ်နိုင်လားမပြတ်ဘူးနော်100မဖြစ်နိုင်ဂါငယ်150 55 3 5ဒီ55ဆိုသူပြတ်တယ်အဲ့မှာဂါကြီး200မဖြစ်နိုင်ဘူးအဲ့တော့ဂါငယ်နံပါတ်9ရဲ့ပြရဂါငယ်နံပါတ်9ရဲ့အဖြေကခ
ကားငယ်ဆမစားပြရအောင်လားစားပြမယ်နော်မြင်ကြည့်150ကို3နဲ့စ3 5လေး15 3ည3ည3 3ညလေး3ညပြတ်တယ်နော်နံပါတ်8ကိုကြည့်ရအောက်ပါတို့အနက်တစ်အောင်ငယ်တော့ကိန်းနဲ့တစ်ထက်ငယ်တာတစ်အောင်ငယ်ဖို့ဆိုရင်သူအပိုင်းကိန်းပေးထားတာနော်ပိုင်းရှည်ပိုင်းဝေသည်ပိုင်းရှည်ထက်ကြီးနေတယ်ဆိုရင်တော့သူတစ်အောင်ငယ်တဲ့ကိန်းမဖြစ်နိုင်တော့သူကကြီးနေနော်သူလည်းကြီးတာပဲ905ထက်ကြီးကဲ9ပိုင်းဆိုတာတစ်နဲ့ညီကြမို့တစ်အောင်ငယ်ဖို့ဆိုရင်ဆမတို့ကပိုင်းဝေရငယ်မှဖြစ်မှာကြတော့9ပိုင်း3ပိုင်းနံပါတ်ခါကြီးဟုတ်ပြီနော်နံပါတ်8ရဲ့အဖြေကနံပါတ်ခါကြီးโอเคနံပါတ်9ရဲ့အဖြေကိုစဉ်းစားမယ်6ကိုတဲ့အပိုင်းကိန်းဖြစ်ပေါ်ပြလေအဖြေမှာကွက်လက်ဖြစ်တယ်တဲ့6ကကိန်းပြည့်ကိုအပိုင်းကိန်းနဲ့ပေါ်ပြမယ်ဆိုရင်6ရဲ့ပိုင်းရှိမှာပါထားမှာတစ်ထားမှာပိုင်းရှိမှာတစ်တော့တစ်ပိုင်း6ပဲဒီမှာကကြီးဟုတ်ပြီနော်နံပါတ်ကကြီးနံပါတ်9ရဲ့အဖြေကကြီးနံပါတ်10 3 ဒသမခွန်ရဲ့လှန်ကိန်းမှာကွက်လက်ဖြစ်သည်တဲ့3 ဒသမခွန်ကိုလှန်တဲ့အတွက်ကြောင့်မို့ဆရာမတို့က3 ဒသမခွန်သည်ဒသမကိန်းအဲ့တော့ဆရာမတို့အပိုင်းကိန်းပြောင်းမယ်3 ဒသမခွန်အပိုင်းကိန်းပြောင်းမယ်ဆိုတော့ကြည့်မယ်နော်3 ဒသမခွန်သူ့ရဲ့နောက်မှာ10လီစိတ်ဆိုတော့10ပိုင်း9ပိုင်းသူ့ကိုလှန်လိုက်မယ်ဆိုတော့9ပိုင်း10ပိုင်း9ပိုင်း10ပိုင်းချက်ကြည့်နံပါတ်ခါကို9ပိုင်း10ပိုင်းโอเคဒါဆိုတော့နံပါတ်10ရဲ့အဖြေဒီပါဖြစ်မလဲနံပါတ်ခါကို9ပိုင်း10ပိုင်းโอเคကဲအဲဆိုရင်ရပါပြီเนาะလွယ်တယ်เนาะဒါတို့သမီးတို့လည်းတွက်ကြည့်နော်တွေးတဲ့ကဏ္ဍငါကဏ္ဍဆိုပြီးရှောက်ပြီးတော့မရေးနဲ့နော်တွက်ကြည့်တေချာတွက်ကြည့်လိုက်အကျမ်းမှာတွက်ပြီးတော့မှအဲ့လိုအဖြေကိုနဲ့ဒီကနံပါတ်4နဲ့ရေးလို့ရတယ်နော်ကဲဆမနောက်နေ့ကြာရင်ဒီက9မှတ်တန်6ပေါ့9မှတ်တန်လေး10မှတ်တန်လေးတွက်ပြအောင်မယ်နော်โอเคဒါတို့သမီးတို့ကလေးတို့အားလုံးခု grade 5မှာဒီသင်္ချာကို A အစစ်နဲ့ထူးထူးချွန်ချွန်အောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်